ရက်ပြီးတော့ရင် magic လေးကလည်းအစင်သင်းပြန်ယူထားပါမယ်ပြီးတော့ပြီဆိုရင်ကျမတို့ကဒီဟာလေးပေါ့နော်ကျိုးလေးကိုဆွဲလိုက်မယ်ဆွဲပြီးတော့ပြီဆိုရင်ပထမဆုံးကျမတို့ကချင်းလေးလုပ်ထားမလားလုပ်ပြီးတော့ရင်ဆိုရင်ကျမတို့ဒီအောက်ထဲကိုအက်ကိုထည့်ပါဘောနော်တော့ကြဒီတစ်ခုကနေစမယ်နော်ဒီအပွင့်လေးကနေစမယ်ဒီမှာကျမတို့ရှက်ကော်လေးလာလုံးမယ်ပေါ့နော်ပြီးတော့ရင်ဂျန်နာရီကကြတော့အကုန်လုံးတစ်ခုတစ်ပေါက်ပတ်လဲရှက်ကော်လေးတွေလုပ်ပါမယ်ဟောနော်ဒီမှာပတ်လဲရှက်ကော်လေးတွေလုပ်ပြီးရပြီအဲ့ဆိုရင်ရှက်ကော်လေးတွေတစ်ခုတစ်ပေါက်ထိုးလိုက်ရအောင်နော်ကဲခုဆိုရင်ပေါ့နော်ပတ်လဲရှက်ကော်ထိုးတာပြီးသွားပြီဆိုရင်ပေါ့နော်ကျမတို့ကဒီမှာမက်ဂျိတ်လေးလုပ်ထားတယ်ဒီနေရာလေးမှာပေါ့နော်ကျမတို့ကဘယ်နေရာလေးကိုဝင်ရမလဲဆိုရင်ခဏမက်ဂျိတ်လေးကိုခဏဖြုတ်လိုက်မယ်နော်မက်ဂျိတ်လေးကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးသွားပြီဆိုရင်ကျမတို့ကဒီအောက်ပေါ့နော်သူရဲ့ဒီနော်ဒါမက်ဂျိတ်ရှိတယ်ဆိုရင်မက်ဂျိတ်ရဲ့အနောက်ကအပေါက်လေးတဲ့ကိုဝင်ပါမယ်ဝင်ပြီးတိုင်းကျမတို့ဒီမှာရှက်ကော်လေးနဲ့လာဆက်လိုက်မယ်ပေါ့နော်ညဆက်ပြီးသွားပြီဆိုရင်ကျမတို့နောက်တန်းတက်ဖို့အတွက်ချင်းဝမ်းလေးလုပ်မယ်အကောင်းဆုံးကတော့ပေါ့နော်ကျမတို့ကဒီမှာဒီစောတော့သိန်းနာလေးပြန်ပြပေးမယ်နော်ဒီလိုမျိုး green လေးဖြစ်သွားတဲ့အချိန်မှာကျမတို့ခါတိုင်းလိုမျိုးပဲဒီအောက်ကနေဒီအပေါက်ထဲပေါ့နော်ကျမတို့ပထမဆုံးစားခဲ့တဲ့ magic အပေါက်ထဲကိုအကိုထည့်ထည့်ပြီးတော့ကျမတို့ဒီမှာကျိုးလေးကိုဆွဲနော်ဆွဲပြီးတော့ရင်ဒီလိုမျိုးလေးလုပ်နည်းနည်းလေးပို့ဆွဲလိုက်မယ်နော်ပြီးတော့ပြီဆိုရင်ကျမတို့ဒီအောက်ကနေပြန်ဝင်ပြီးတော့ခါတိုင်းလိုမျိုးပဲပေါ့နော်ကျိုးပြောက်လေးထိုးပါမယ်ပြန်လုပ်မယ်နော်ဒီကကျိုးကနည်းနည်းပိုဆွဲရမယ်ဒါဆိုရင်ဒီအပေါက်ထဲထိကိုထည့်မယ်ပေါ့နော်ကဲထည့်ပြီးသွားပြီဆိုတော့မှကျမတို့ကဒီဂျားပေါ့နော်ဒီဟာဆိုရင်ဒီအပေါက်ဒီနဲ့ဒီဟာရဲ့နှစ်ခုလုံးရဲ့ဂျားနေဝင်မယ်နော်အောက်ကနေဖြတ်တော့ပဲနဲ့ဒီဂျားနေဝင်မယ်ဝင်ပြီးသွားရင်ကျမတို့ဒီလိုမျိုးကျိုးလေးကိုမပြီးတိုင်းချင်းဝမ်းလေးလုပ်လိုက်မယ်ပေါ့နော်ဒီလိုမျိုးပုံစံလေးနဲ့ဆက်မယ်နော်အဲ့ဒါမှပဲသူကအားလုံးညီလေးဖြစ်နေမှာပြီးသွားပြီဆိုရင်ကျမတို့ဒီဓာတ်လေးမှာပေါ့နော်ကျမတို့ magic လေးပြန်အစားသွင်းမယ်နော် magic လေးအစားသွင်းမယ်သွင်းပြီးသွားပြီဆိုရင်ကျမတို့ကဒီနောက်နော်ဒီမှာဆိုရင်ဒီမှာအပွင့်ရှိရလေနော်သူ့ရဲ့အနောက်မှာလဲဒီမှာအကျိုးတွေရှိရဒီအနောက်ကျိုးကနေစပါမယ်ဒီနောက်ကျိုးကနေကျမတို့ကတိုင်တိုလေးတွေတစ်ခုတစ်ပေါက်ထိုးမယ်နော်တိုင်တိုလေးတွေပေါ့နော်တိုင်တိုလေးတွေတစ်ခုတစ်ပေါက်ကိုထိုးသွားပါမယ်ရှင်ဒီအောက်မှာmagic ဗာလဲရှက်ကော်လေးက60ရှိရင်ဒီအပေါ်မှာထိုးမယ်တိုင်တိုလေးတွေကလည်း60ရှိပါမယ်နော်ဒီကနောက်ဆုံးပေါ့နော်ဒီမှာဆိုရင်1 2 3ခုရှိရလေအဲ့ရရဲ့ဒီနောက်ဆုံးအပေါက်ကနေတိုင်တိုထိုးရမယ်နော်အရှိအပေါက်တွေကနေတိုင်တိုမထိုးပါဘူးဒီဟာတွေကဒီလိုမျိုးလွတ်လလေးပဲခြံခဲ့မှာပါဒီနောက်ဆုံးအပေါက်ကနေတိုင်တိုလေးကိုထိုးပေးရပါမယ်ရှင်ကြည့်ရဆိုရင်ဒီနောက်ဆုံးအပေါက်လေးနဲ့ကျမတို့တိုင်တိုလေးတစ်ခုတစ်ပေါက်ထိုးလိုက်ရအောင်နော်ဒီလိုမျိုးလေးဖြစ်မယ်နော်ဒီမှာတက်လေးချားနေဒီလိုလေးဖြစ်မယ်ကဲခုကျမတို့ပေါ့နော်ဒီအဆုံးသက်အပေါက်လားနေထိရောက်သွားပြီဒီအဆုံးသက်နာလေးမှလည်းထိုးမယ်နော်ဒီမှာလည်းတိုင်တိုလေးတစ်ခုထိုးမယ်ဘာကြောင့်လဲဆိုတော့သူ့ရဲ့တက်မှာလည်းလေရှက်ကော်လေးတစ်ခုလောက်ထားတာလေးနော်အဲကြောင့်မလို့ကျမတို့ကဒီမှာလည်းတိုင်တိုလေးတစ်ခုထိုးရမယ်နော်ဒီအပေါက်လေးနဲ့တက်ပေါ့နော်အဲ့မှာတိုင်တိုလေးတစ်ခုထိုးလိုက်မယ်ထိုးပြီးသွားပြီဆိုရင်ခါတိုင်းလိုမျိုးပဲကျမတို့ကြိုးပြောက်ပဲဆက်မယ်နော်ဒီမှာနော်ကျိုးပြောက်လေးကိုဆက်ပါမယ်ဒီမှာဝင်လိုက်မယ်ဝင်ပြီးသွားပြီဆိုရင်ကျမတို့ဒီကျိုးလေးကိုဒီအောက်ကနေပြန်ဖြတ်မယ်ဖြတ်ပြီးသွားရင်ဒီမှာဝင်လိုက်မယ်ဒါကတော့ကျမတို့ဒီဂျားနေဝင်ပို့လာတယ်နော်ဒါလေးရဲ့ဂျားနေဝင်လိုက်မယ်အောက်ကနေဝင်လဲရတယ်ပေါ့နော်နှစ်ခုလုံးဖြတ်မှာဆိုတော့ခါတိုင်းလုပ်သလိုပဲလုပ်လိုက်တော့နော်နည်းရှိလေးထားပြီးတော့ဒီအောက်ကဝင်ပြီးတော့ဒီကျိုးရှိလေးကိုဆွဲပြီးတော့ဒီမှာချင်းဝမ်းလေးဒီလိုမျိုးပုံစံလေးနဲ့ဆက်မယ်နော်ဒါဆိုရင်ကျမတို့ရဲ့ဒီပေါ့နော်ပတ်တန်ပြီးတော့ magic တန်ပြီးသွားပြီ magic တန်ပြီးတော့ကျမတို့တိုင်တိုတန်းလေးလည်းပြီးသွားပြီပေါ့နော်အခုဒီထီကိုလိုက်ထိုးခဲ့ပေးပါရှင်ကဲပေါ့နော်အခုတော့ကျမတို့ကဘယ်လိုဆက်လုပ်ရမှာလဲဆိုရင်ဒီမှာပထမတန်းထိုးပြီးသွားပြီပေါ့နော်အဲ့လိုမျိုးလေးကိုကျမတို့ကဒီတိုင်တိုတန်းလေးကိုဒီအပေါ်ပေါ့နော်ဒီရှက်ကော်လေးအပေါ်မှာဘယ်လောက်စင်တီမီတာရောက်တဲ့ထိထိုးရမလဲဆိုရင်8စင်တီမီတာရောက်တဲ့ထိထိုးရမယ်ပေါ့နော်တိုင်တိုလေးတွေကိုတစ်ခုတစ်ပေါက်နှုံနဲ့ထိုးသွားရပါမယ်ရှင်ဒီ
ဒီမှာတစ်ခုလောက်မယ်လုပ်ပြီးသွားရင်ဆိုရင်ဒီမှာကျမတို့ချိန်ကူးတဲ့နေရာလေးနော်ဒီမှာ magic လေးနဲ့ပြန်မှတ်မယ်မှတ်ပြီးသွားပြီဆိုရင်ကျမတို့ပတ်လဲဒီလိုမျိုးနှစ်ခုလုံးဖြတ်တဲ့တိုင်တူလေးတွေထိုးမယ်နော်နှစ်ခုလုံးဖြတ်တဲ့တိုင်တူလေးတွေတစ်ခုတစ်ပေါက်ထိုးမယ်အဲ့ဒါကိုကျမတို့ကအပေါ်ကိုတန်းပြီးတန်းတက်သွားရမယ်ပေါ့နော်အတိုင်းတာအဖြစ်တော့ကျမတို့8 cm လောက်ထိကိုထိုးလိုက်ပါမယ်ကဲပေါ့နော်ကိုကနည်းနည်းပေါ့နော်1 cm လောက်ပို့ထိုးမိတယ်ဆိုရင်လည်းကိစ္စမရှိပါဘူးနော်ရောတော့မထိုးမိပါစေနဲ့ကဲအဲ့ဒါဆိုရင်အပေါ်ကိုတိုင်တူလေးတွေတစ်ခုတစ်ပေါက်တန်းလေးတွေနဲ့ထပ်ပြီးတော့တက်သွားလိုက်ရအောင်နော်အဲ့ထိုးတတ်မယ်လို့ယူဆပါတယ်ကျမတို့ချုပ်နီးကိုဒီဆက်နီးရတော့ပေါ့နော်ဒီအောက်ကတိုင်တူဆက်ပြခဲ့တဲ့နီးတိုင်းပဲဆက်မယ်ပြီးတော့အပေါ်ကိုချင်းဝန်းလေးလုပ်ပြီးတော့တက်သွားမယ်နော်ကဲဆိုထိုးလိုက်ရအောင်အခုဆိုရင်မနော်ကျမထိုးလိုက်တာဒီမှာအဆုံးသက်ထိရောက်သွားပြီပေါ့နော်ဘာလို့အဆုံးသက်လဲဆိုတော့သူကမီလီမီတာအပြင်8စင်တီမီတာအပြင်8စင်တီမီတာပြီးပြီဆိုရင်ကျိုးလေးကိုဖြတ်မယ်ဖြတ်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာပေါ့နော်ဒီလိုကျိုးဒီကအဆုံးသက်နာပေါ့နော်ပြီးတော့ဒီကျိုးလေးကိုပြင်ထုတ်လိုက်ထုတ်ပြီးသွားပြီဆိုရင်ပေါ့နော်ကျမတို့ဒီအောက်ဆုံးပထမဆုံးထိုးခဲ့တဲ့တိုင်တူရဲ့အောက်အပေါက်ထဲကိုဒီကျိုးသွားသွင်းနော်သွင်းပြီးသွားပြီဆိုရင်ကျမတို့ဒီမှာဆွဲတင်းတင်းလေးဆွဲလိုက်မယ်နော်တင်းတင်းလေးဆွဲပြီးသွားပြီဆိုတော့မှပဲကျမတို့ကဒီပထမဆုံးပေါ့နော်ဒီအကွင်းလေးတွေကိုထည့်လိုက်မယ်ထည့်လိုက်မယ်နော်ထည့်ပြီးသွားပြီဆိုရင်ကျမတို့ဒီမှာလာပြီးတော့ဒီလိုကွင်းထဲမှာပေါ့နော်တစ်ခေါက်ရင်ကျစ်မယ်နော်မဟုတ်ဘူးဆိုရင်ပြုတ်ထွက်သွားနိုင်တယ်တစ်ခေါက်ရင်ကျစ်လိုက်ကျစ်ပြီးသွားပြီဆိုတော့မှပဲကျမတို့ဒီအောက်အပေါက်ကိုပြန်ဝင်မယ်ပေါ့နော်ပြန်ဝင်မယ်ပြီးတော့ဒီကျိုးဒီအောက်အပေါက်ထဲကနေပြန်ဆွဲချကဲဆိုဒီလိုမျိုးလေးပေါ့နော်ပြီးတော့ဒီကျိုးလေးကိုတင်လိုက်ကွယ်ဒါဆိုရင်ကျမတို့ရဲ့ဒီအိတ်ကဒီအိတ်ပိုင်လေးကပြီးသွားပြီနော်အဲ့ဒါလေးကိုတေချာတိုင်းကြည့်ရမယ်ဒီက8 cm ရှိရမယ်နော်ကဲဒီမှာနော်8 cm ရှိရနော်ကဲအဲ့ဆိုဒီလိုမျိုးလေးလိုက်လုပ်ပေးပါ